ဘန်ကောက်မှာတင်းဆန်တစ်ပေါင်းကိုမှ19ပတ်နဲ့ဈေးသက်သာဆုံးလို့ပြောလို့ရပြီး24နိုင်ဖွင့်နေဆိုတဲ့တင်းဆန်ဆိုင်လေးမှာမတီတို့သွားစားပါမယ်ဒီဆိုင်ကတော့ MRT station အပြလိုင်းမှာရှိရပါတော့။ MRT အပြလိုင်း Hua Kwan ဆိုတဲ့ station မှာဆင်းလိုက်ရင်ရောက်ပါပြီ။ဒီ MRT station ကနေဆင်းမိတာနဲ့ဒီလမ်းစုံလေးတွေ့မယ်ပေါ့နော်။ဒီလမ်းစုံလေးကနေပြီးတော့တက်လမ်းကူးပြီးတာနဲ့ဟိုဘက်ကိုဆက်လျှောက်သွားမယ်။2မိနစ်လောက်ပဲရှောက်မယ်ဆိုလို့ရှိရင်ဆိုင်လေးကိုရောက်ပါပြီရှင်။ဆိုင်နာမည်ကတော့ Arriving Sun ဖြစ်ပါတယ်။ဒါလေးကတော့သူဆိုင်ရဲ့ menu book ပေါ့နော်ရွေးချယ်စရာ menu တွေကတော့အများကြီးရှိရဲမဒီကတော့ထားလို့တိတ်မဖတ်တယ်လို့မသိဘူးပေါ့နော်19ပတ်တန်အပြင်69ပတ်တို့59ပတ်တို့မျိုးမျိုးလည်းရှိပါတယ်ဒီမှာကတော့ menu ကိုတခြားကြည့်ပြီးမှဒီစာရွက်လေးမှာနံပါတ်လေးတွေနဲ့ဖြည့်ပြရပါတော့ထိုင်းလို့မတက်လဲအင်္ဂလိပ်လိုဖြည့်လို့ရပါတယ်ကဲဒါဆိုရင်တော့မီဒီတို့စာပေါ်အတွက်မှာထားတဲ့ discount လေးတွေရောက်လာပြီပေါ့နော်မီဒီတို့ကတော့အလုံးပေါင်း12ပွဲလောက်မှာထားပါတယ်ဒါလေးတွေကတော့မီဒီတို့မှာထားတာလေးပါအချောချော်လေးလည်းတော့ပဲပါတယ်ပေါ့နော်မီဒီကတော့မစားခင်ကိုကကိုလာလေးနဲ့အရင်ဆုံး green ရှင်းလိုက်ပါတယ်သူတို့ကတော့အချင်းကို2မျိုးပေးပါတယ်အဆက်ချင်းလေးရဲ့ပန်းငံပြိုင်လေးရဲ့ပေးပါတယ်သူကလေစားကန်ဒီမှာပြန်ပေါင်းပေးတာဆိုတော့တကယ်ကိုပူလောလောလေးလာတယ်ပေါ့နော်ပူပူလေးတော့စားရတယ်ဒါလေးကတော့တစ်ချက်ထောက်လေးပါရှင်ထထောက်လေးနဲ့စားလို့တော့ကောင်းတယ်အရာတာကို rating အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်7 out of 10ပါဘာလို့ဆိုရင်အရာတာကြီးထူးခြားပြီးကောင်းမွန်တာမဟုတ်ဘူးတာမန်ပဲပေါ့နော်ဒါပေမဲ့ဒီဆိုင်ကဈေးသက်သာလို့နာမည်ကြီးရလို့ထင်တယ်တချို့တွေကတော့အရန်ကောင်းတယ်လို့ပြောမယ်အဲ့လောက်ထိကောင်းတယ်ဆိုတာမျိုးကိုမခံစားရဘူးပေါ့နော်ပုံမှန်ပဲပေါ့နော်ဒင်းဆန်းအရတာပါပဲစားလို့အဆင်ပြေတယ်အဲ့လောက်ပါပဲပြီးတော့တခုအာတာချက်အနေနဲ့ကသူဆိုင်က24နိုင်ဖွင့်တာဆိုကြိုက်တဲ့အချိန်မြေးထားသွားစားလို့ရတယ်ပေါ့နော်ဆိုင်ကတော့လူလည်းတော်တော်များပါတယ် TikTok မှာရောတခြား platform တွေမှာတော်တော်လေးနာမည်ကြီးရတော့တွေ့ရတယ်ဒါလေးကတော့သူဆိုင်ရဲ့ဆိုင်ပုံစံအနေထားလေးပေါ့နော်ဆိုင်ကတော့အရန်မကျဲဘူးအရန်လည်းမကျင်းဘူးအနေတော်လေးပါပဲစားခဲ့တဲ့မြအလုံးထဲမှာအကြိုက်ဆုံးလို့ပြောရမယ်ဆိုရင်တော့ဒီရှိတာခီမိုနဲ့ပေါင်းထားတဲ့တစ်ခုရဲ့အရှိဆုံးမှာစားခဲ့တဲ့ပစွန်နိုင်လုံးလေးရဲ့ပေါ့နော်ဒါကတော့အပေါ်ကအသားပေါင်းကိုမှပြောင်းမှုထအုပ်ထားတဲ့ပြောင်းမှုတင်ဆန်လေးပေါ့နော်ဒါလေးလည်းစားလို့ကောင်းပါတယ်မင်းတီကိုဒီဆိုင်ကိုနောက်တစ်ချိန်သွားစားအောင်လားလို့မေးရင်တော့အခုလိုမျိုးတကူတကကြီးသွားပြီးတော့နောက်တစ်ခေါက်ထပ်မစားတော့ဘူးเนาะလမ်းကြုံလို့သွားဖြစ်တယ်ဆိုရင်တော့စားဖြစ်မှာပါဒါလေးကတော့တပွဲကို3မျိုးကိုကြိုက်တာရွေးလို့ရတယ်ဖတ်ထုတ်အကျွတ်ကျော်59ဘတ်တန်ပါဒီတစ်မျိုးကတော့အထဲမှာအသားတွေရောအရွက်တွေရောကြိတ်ပြီးတော့ထည့်ထားတဲ့ဖတ်ထုတ်အကျွတ်ကျော်လေးပါเนาะဒါကတော့ကော်ပြန်အကျွတ်ကျော်ပုံစံမျိုးပေါ့နော်ဒါပေမဲ့ကော်ပြန်လိုမျိုးအထဲမှာအရွက်တွေပါတာမဟုတ်ဘူးအသားသီးတန်းကိုကြိတ်ထားပြီးမှ